Okay. So I general kuna download load high of a file mode and audio and right click online. We can open with the flash box from 9 again to run one. The box able to run one. And one general demo. Not a splider 3. We want to flash in one. And you can the go general advanced setting on like kuna open box နဲ့တဲ့အခါမှာဒီ beginner ရှိမှာသူကခုန input လုပ်နေတဲ့ဟာဆိုတော့ 100% free of sound ပေါ့နော်။အဲကြောင့်ပြီးလာလို့ရှိရင်ကျွန်တော်တို့ဒီမှာဆိုပြီးကြည့်လိုက်ရအောင်။ဒီ error brand ပေါ့နော်။ဒီကအရှောင်းမှာ real ကိုဆိုတော့ဒီမှာဆိုရင်video memory ကိုအနည်းဆုံး 10MB ထက်မထားဘူး။နောက်တစ်ခုကကြာလို့ရှိရင် network adapter ဆို error တစ်ခုရှိနေပေါ့ဒီ။ဒီဟာ brand လိုက်ရင်ဖြစ်ပြီပေါ့နော်ဒီ option So okay, so rapid lab shoe. So general yang so de ma general de ma name bi shan so lo shi ge ma lab price of video ra bona ho ma so ho le hacking lab so do rapid lab shi de ma system ထဲမှာခုန video memory ဆိုတဲ့ထဲမှာသူကဘယ်လောက်တောင်းလဲပေါ့ဒီမှာ processor ထဲမှာကျွန်တော်တို့1 CPU 2 CPU လောက်ပြီးစမ်း1 CPU ဆိုတာဟာဒီ display ထဲမှာ video memory က 8MB ပဲရှိနေဆိုတော့သူ့ကိုအနည်းဆုံးတစ်စိပ်ပြရအောင်ဆိုတော့14လောက်ပြီးလိုက်ပေါ့။ဒါဆိုရင်တစ်ခါလောက်ပြပြအောင်။ Virtual machines configured to use proper controller ဆိုတော့ဒီမှာနောက်ပြီးနောက်ပေါ်တယ်ဆိုတော့ VMS VGA ဆိုတော့နှိပ်လိုက်ခုနလေး။ဒါဆိုလို့ရှိကြတာကျွန်တော်နောက်တစ်ခုကျန်သေးတယ်သူကကျွန်တော် network adapter ပေါ့နော် network adapter ထဲမှာဆိုရင်အများစုကံပြီးဟာတော့ bridge adapter ဆိုတဲ့ဟာကိုပြရတယ်ပေါ့နော်ကျွန်တော်အတင်မှာ host only နဲ့ထားတယ်ဒါပဲလို့လဲဆိုရင်နည်းနည်းတချို့ဒါ download ဆွဲထားတဲ့အတွက်ကြောင့်ပေါ့လေတချို့ screen တွေကမသိနိုင်ဘူးဆိုတော့ production mode ထဲမှာတော့ကျွန်တော် alarm all ကိုနှိပ်လိုက်တယ်VGA ကျွန်တော်ဟုတ်ပါခဲ့ပါဆိုတော့ဒီမှာnot error ထပ်တယ်ပေါ့နော် host only adapter is currently selected so no host no adapter 2 page data လို့ရတယ်ဒီကောင်ဒါပဲလိုက်the radio phone number okay so getting another 10 no host only no adapter is currently selected okay ဒီကောင်ဆိုတော့ right ဒါပေမဲ့ generation နဲ့ run okay error then run so ဒီမှာကျွန်တော်တို့က bridge adapter လို့မှတ်လိုက်တယ်ဒါလည်းရှိ run လို့ရတယ်ဒါပေမဲ့ခိုင်းကျွန်တော်ဒီကောင်လေးလုပ်ပြီးတော့ adapter 2နဲ့ပြန်လုပ်လိုက် okay host only နဲ့ error တက်လာတက်တယ်tonight and along VMS not long နဲ့လည်းရတယ် okay bridge adapter ပဲလို့ရတယ်အဲဆိုတော့အတူတူပါပဲအဲဆိုတော့ adapter 1နဲ့ပဲကျွန်တော်ပြန်လုပ်လိုက်ပါဆိုခုနမြင်လိုက်ကျွန်တော်ဒီမှာ error ပြောင်းလာတယ်ဒီနေရာမှာတချို့နေရာမှာတော့တကယ်ထောက်လို့ရတယ်ဒါပေမဲ့ဒီမှာဆိုရင်သူကမရလာဘူးဒီမှာနေရာလေးသူ error ပြနေပေါ့ error ပြနေဆိုတော့လည်းတော့အခက်အခဲရှိတယ် bridge adapter လို့ပဲထားလိုက်ဒီညဆိုရင် okay နိုင်လိုက်နိုင်ပြီကျွန်တော်တို့ဒီမှာသူ start လုပ်လိုက်တယ်သူပွင့်လာတယ်ခုနခါလီကို install လုပ်တဲ့အတိုင်းလို့ပဲအများကြီးကွာမရှိဘူးဆိုတော့အခုသူကဒီမှာ install စလုပ်တယ်ကွာသူ setup စလုပ်နေတာဒီ reason နဲ့ကျွန်တော်တို့နောက် hacking video တစ်ခုတောင်းပြီးပါမယ်ပြီးခဲ့စပြီးနဲ့ကျွန်တော်တို့လေ့လာရတယ်ပေါ့လေဆိုတော့ဒီမှာ network configuration လုပ်နေတယ်ကျွန်တော်ရှင်းပြပေးSome okay. Machine or new drive? 60 more seconds.
configuration network configuration တွေပြန်တော့ပါရှိတယ်နော်တော့ operating system ပေါ့ဒီက server operating system ဖိတ်တယ်နော်အရှင်ကတော့နည်းနည်း grab ရအောင်နော်ဒီနေ့ setup လုပ်လိုက်ရင်ပုံစံတွေ create လုပ်ရအောင်ကျွန်တော်တို့ကဆိုတဲ့နေရာမှာ login ဝင်လို့ဆိုလို့ရှိရင် background ပေါ့နော် VAGRANT ဒီကောင်နဲ့ password လေးရောင်းတယ် VAGRANT ပုံပြီးတော့ကျွန်တော်တို့ဒီမှာ point ထားတယ်နော်ဆိုရင် who am I background okay so I have CONFIG ဒီမှာ I have CONFIG ဒီ command နဲ့ပြရအောင်ပေါ့ကျွန်တော်တို့ဒီ command ကို Linux ခရစ်ကန်မှာဘယ်လိုမှမပြချင်လဲဆို repetition ထားနေမှာဆိုလို့နှစ်ခါပုံမှာဆိုတော့ဒီမှာ prompt နဲ့လည်းထားရပြောတာဆိုဒီ networking config visit ပေါ့နော်ဆိုဒီထဲမှာကြည့်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့ IP address ကိုကြားတယ် 192.168.1.45 ပေါ့နော်ဒါဟာဒီကြတဲ့ mouse cursor ပြောင်းလာတဲ့ရှိတယ်ညအချိန်မှာဆိုလို့ရှိရင်ကိုယ့်ရဲ့ keyboard ကနေ control order delete ကိုနိုင်လိုက်ပြန်ပြောတာ mouse ကလည်းညအချိန်ကိုပြတော့ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်တို့ရဲ့ IP address ကိုနင်းဆောင်ပြီးဆိုရဲအဲ့လိုဆိုရဲအခုလောက်လည်းမလုပ်လည်းကျွန်တော်တို့ကာလီကနေတစ်ခါပြန်လို့ test လုပ်တာဟောဒီမှာနင်းဆောင်ဖို့ဒီဘက်တောင်ကလည်းဒီကောကိုဒီဘက်တောင် okay so ping group နဲ့ ping မှာ minus c3 pick up ရှောင်းပါမယ်ဒီအခုခါတော့ရှောင်းပါသေးဘူး 192.168 so 8.1.45 ping လုပ်ရအောင် okay လားနော်ဆိုရင်ဒီမှာကျွန်တော်တို့ဒီ change နဲ့ကျွန်တော်တို့ကဆက်ပြီးတော့အားခါလေးဆက်တယ်ဆိုတော့ပထမဆုံး command ကိုဒီနေရာမှာ message ပြလိုက်မယ် map လို့ map နဲ့ပြီး scan file ပေါ့နော်ဆိုတော့အခုလည်းဘာပဲနဲ့ကျွန်တော်အောင်ဆုံး scan မှာပြန်မယ် scan တော့လာတယ် 45 so then change ကိုကျွန်တော်တို့ကဆက်ပြီး scan file ဒီမှာဆိုတော့ဒီ point HTTP မှာဒါလေး point SSH point နဲ့ port ID 445 9 point ပေါ့ဆိုရင်လည်းမှာဆိုရင် HTTP point ဆိုတဲ့အတွက်ကြောင့်သူကဒီ browser နဲ့ browser တွေကတွေ့တော့အဲဒီဆိုကျွန်တော်တို့မှာကိုယ့်ရဲ့ IP address ကိုဒီ analyze လုပ်လိုက်ရှိတယ်ပေါ့ညောင်းလိုက်တဲ့အတွက်မှာဒီမှာ Drupal တို့ PHP မှာ admin ဆိုတာရှိတယ်ပေါ့နော်အဲဆိုရင်ကျွန်တော်ဒီ website မှာတစ်ခုမှမသိဆိုတော့သူ့ကို account တောင်းတယ်တစ်ခုလုပ်လိုက်ပါဆိုတော့လုပ်ရတယ်ဆိုတော့ edit လုပ်လိုက် okay ဘာမှလည်းမစသည်ဆိုတော့ကျွန်တော်ဒီမှာဝင်လာတယ်ဒီ project တွေရတဲ့ဒီမျိုးလာတဲ့အခါကျတိုင်ပွန်းနေမှာဆို okay